အငိမ့်စားတန်မန်ကြီးတဦးဖြစ်တယ်လို့အငိမ့်စားဗိုလ်မှူးချုပ်တဦးဖြစ်တဲ့ဦးချိုထွန်းအောင်ဟာဒီကနေ့မေလ22ရက်နေ့နနက်ပိုင်းမှာရန်ကုန်မြို့မှာပြစ်ခတ်လုပ်ကြံတာကိုခံခဲ့ရပါတယ်။ပြစ်ခတ်လုပ်ကြံတဲ့သူတွေရဲ့အသွင်သဏ္ဍာန်အမူအရာတွေဟာတိတ်မကြခင်မှာထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းကြောင်းရလေးကိုမတင်ဆက်ခင်မှာဘာမှထိုင်သတင်းချန်နယ်ကို Subscribe နဲ့ Like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။သမ္မတဟောင်းသိန်းစိန်လက်ထက်မှာကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာတမန်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အငိမ့်စားဗိုလ်မှူးချုပ်ဦးချိုထွန်းအောင်ဟာဒီကနေ့မှာ NUG လောက်ခံ PDF အဖွဲ့ရဲ့ပြစ်ခတ်လုပ်ကြံတပ်ဖြတ်တာကိုခံခဲ့ရပါတယ်။ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အမှတ်9ရပ်ကွက်ရွှေနှင်းစီလမ်းမှာနေထိုင်တဲ့ဦးချိုထွန်းအောင်ဟာဒီကနေ့မေလ22ရက်နနက်9:00နာရီအချိန်လောက်မှာလုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။အငိမ့်စားတန်မန်ကြီးဦးချိုထွန်းအောင်ဟာအိန္ဒိယချင်းတွေကိုတရသီးပေးကမ်းဖို့လမ်းပေါ်ကိုထွက်ခွာလာစဉ်ချိန်မှာ Max ဝတ်ဆင်ထားတဲ့အမျိုးသား2ဦးဟာတနက်နဲ့ပြစ်ခတ်လုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအမျိုးသား2ဦးဟာဦးချိုထွန်းအောင်ကိုတနက်နဲ့6ချက်ခန့်ပြစ်ခတ်လုပ်ကြံခဲ့ပြီးတဲ့နောက်စပိန်နဲ့ထွက်ပြေးသွားခဲ့တာပဲဖြစ်ပါတယ်။ခုချိန်မှာတော့ဦးချိုထွန်းအောင်ကိုပြစ်ခတ်လုပ်ကြံခဲ့တဲ့အမျိုးသား2ဦးရဲ့အသွင်သဏ္ဍာန်တွေဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြန့်နှံ့လာခဲ့တာကိုတွေ့မြင်ရပါတယ်။အဲ့ဒီအမျိုးသား2ဦးဟာစပိန်တစည်းနဲ့လာရောက်လုပ်ကြံခဲ့တာဖြစ်တယ်လို့အပြာရောင်အင်ဂျီစင်တူကိုလည်းဝစ်ဆင်ထားတာကိုတွေ့မြင်ရပါတယ်။ဒါအပြင်အဲ့ဒီအမျိုးသား2ဦးဟာ Max ဝစ်ဆင်ထားသလိုအိုထုပ်ကိုစီဆောင်းထားတာကိုလည်းတွေ့မြင်ရပါတယ်။အဲ့ဒီအမျိုးသား2ဦးရဲ့ပြစ်ခတ်လုပ်ကြံမှုကြောင့်အငိမ့်စားတန်မန်ကြီးဖြစ်တဲ့ဦးချိုထွန်းအောင်ဟာကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ဦးချိုထွန်းအောင်ကိုရန်ကုန်ပြည်သူ့စေယုံကြီးကိုပို့ဆောင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာပဲရရှိခဲ့တဲ့တရားတွေကြောင့်ကွယ်လွန်သွားခဲ့တာပဲဖြစ်တယ်လို့သိရပါတယ်။အခုချိန်မှာတော့သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေဟာပြစ်ခတ်လုပ်ကြံခဲ့တဲ့အမျိုးသား2ဦးနဲ့ဆက်ကျူးလွန်သူတွေကိုဖမ်းဆီးရရှိဖို့ကြိုးပမ်းနေတယ်လို့လည်းဆိုကြပါတယ်။